ကပေးတဲ့ချင်းတန်ရာတွေတို့တန်လေးကြာအောင်နာထောင်ပါမုန်းကန်သမားလေးရဲ့တည်သံသာတွင်တော်သွင်းအေးခြင်းတစ်ပုဒ်မှာပဲမှတ်ပါစေရင်မဖျားလေးရဲ့စိတ်နဲ့မိမလာလေးတယောက်ကပေးတဲ့ချင်းတန်ရာတွေတို့တန်လေးကြာအောင်နာထောင်ပါမုန်းကန်သမားလေးရဲ့တည်သံသာတွင်တော်သွင်းအေးခြင်းတစ်ပုဒ်မှာပဲမှတ်ပါစေရင်မဖျားလေးရဲ့စိတ်နဲ့မြစ်တာရေကြီးနှောက်ခါပြေးလေသူမစင်ကားလေးရှိတဲ့ရက်ကကြားနိုင်ပါစေတန်ကစားရဲ့မင်းရဲ့တဲ့နဲ့တို့ကိုကြည်စေအချစ်ကိုဝါရုပ်ကိုလွာတွေထားခဲ့တာလားမင်းပေးတဲ့စာတွေဒီပြင်ပေါ်အယုတ်ရေးသလိုဘာတစ်ခုမှမတည်ပလာတွေသူရေးခဲ့တဲ့လက်ရေးလေးတွေမင်းလို့မရမုန်းလို့မရတော့အမတ်တရားလက်ဆောင်အဖြစ်နဲ့မောင်းသိမ်းထားတဲ့လေးရှင်တော်တွင်အေးရင်တစ်ပုဒ်မှာပဲမှတ်ပါစေရင်မဖျားလေးရဲ့စိတ်နဲ့မိမလာလေးတယောက်ကပြီးတဲ့ချင်းတန်ရာတွေတို့တန်လေးကြာအောင်နာထောင်ပါမုန်းကန်သမားလေးရဲ့တည်သံသာတွင်တော်သွင်းအေးခြင်းတို့ပမာပဲမှတ်ပါစေခြင်းမဖျားလေးရဲ့စိတ်နဲ့ရေကြီးနှောက်ခါပြေးလေသူမစင်ကားလေးရှိတဲ့ရက်ကကြားနိုင်ပါစေတန်ကစားရဲ့မင်းရဲ့တဲ့နဲ့တို့ကိုကြည်တဲ့အချစ်ကိုဘွားရုပ်ကိုလွာတွေထားခဲ့တာလားမင်းပေးတဲ့စာတွေကြည်ပြင်ပေါ်အယုတ်ရေးသလိုဘာတစ်ခုမှမတည်ပလာတွေသူရေးခဲ့တဲ့လက်ရေးလေးတွေမင်းလို့မရမုန်းလို့မရတော့အမတ်တရားလက်ဆောင်အဖြစ်နဲ့မောင်းသိမ်းထားတဲ့လေးတွင်တော်သွင်းအေးခြင်းတို့ပမာပဲမှတ်ပါစေခြင်းမဖျားလေး